မင်းတို့ကပြောလိုက်ရင်စီးလို့ဝါလို့လှုပ်လိုက်ရင်စီးမဲ့ကမ်းမဲ့ပစ္စည်းဆိုတာသူ့နေရာနဲ့သူစီးနဲ့ကမ်းနဲ့အသုံးပြုရတာကွာဟာဦးလေးရလေဗျာဒီလောက်လီဘူးကြီးထဲမှာထီးတစ်လက်လုံးပါရသားနဲ့မဆောင်မဲလာတာတော့အဲ့ဒါစီးစနစ်ကြီးတာမဟုတ်ဘူးလေဘရဲမတာနိုင်တယ်လို့ခေါ်တယ်အဲ့ဒါအော်မအဲ့ကောင်နေတော့ဒီမှာမင်းစီမှာကရုံးတုံးမယ်ဆိုလို့ရှိရင်တင်တုံးသားနဲ့တုံးမလားကတ်ကြီးနဲ့တုံးမလား ဘရိတ်ဓာတ်နဲ့တုံးဒီတက်ပြောင်းချင်းဇာကလာနဲ့တမွှေးကြီးဆွဲနှုတ်မင်းကတ်မပြောနဲ့ကတ်မပြောနဲ့ဟုတ်ပါဦးလေဟိုညီတို့ကလေဦးလေးစီတယ်တာနဲ့ပြောတာပါဒီလောက်ခလန်းလုံးရောက်ကြီးဒီလောက်ပြင်းထန်တဲ့အချိန်မှာဦးလေးဦးရုံလောင်သားလောက်တယ်နော်ဦးလေးအဲ့ဒါကြောင့်ပြောတာဟေ့မင်းကဘာသီးလို့ဝင်ပြောနေတာလဲဦးလေးကသူ့ရဲ့ခေါင်းကအရေပြားကြီးတာအလံခံရင်ခံလိုက်မယ်သူ့ရဲ့တန်ပတိစီကံကိုဘယ်တော့မှအပြတ်မခံတော့မင်းသိလားမင်းလေကုန်ခံပြီးဒီလိုကောင်မျိုးတွေရှောက်ပြောမနေတတ်မှလည်းကွာဒီမှာလောကမှာစားတာတောက်တာသွားတာလာတာနေတာထိုင်တာဘယ်မှမဆိုစီးနဲ့စနစ်နဲ့ဆိုတာရှိတယ်ဒီကမှာတော့စီးနဲ့ဝါဆိုတာရှိတယ်မှတ်တာဟုတ်တယ်ဗျာဘီလောက်တော့လောက်ပါဦးလေးဒီမှာဦးလေးရဲ့ knowledge တွေကအရန်ကိုနောက်ကျနေပြီ upgrade လေးပါလေလုံးလိုက်အောင်ဒီမှာဦးလေးကမြန်မာ idol တွေပါမကြည့်ဘူးလားဘာလဲအိုက်တင်နေပေးပြီးတော့ဒေါနဲ့မောနဲ့ပြောနေတဲ့ဟာကိုပြောတာမလားပြောလိုက်စမ်းပါဦးလေးရေအန်ကယ်ကတော့နိုးပါပဲမပြောရပါဘူးကွာအပြောခံရတဲ့ကလေးတွေရဲ့အမှုပညာခေါင်ဖူးနှိမ်လိုက်တယ်လို့မပြောရပါဘူးကွာဒီမှာဦးလေးဦးလေးကအဲ့ဒီမြန်မာ idol ကိုဒီလောက်ဝေဖန်နေရအောင်အဲ့လိုကြီးကျယ်ခမ်းနားတဲ့ပွဲမျိုးဦးလေးကျင်းပခဲ့ဘူးလို့လားပြောပါဦးဒီမှာမင်းတို့ကစာဖတ်လို့ပြောရင်မင်္ဂလာဆောင်ဖိတ်စာနဲ့နာရီလောက်ပတ်တဲ့ကောင်းလေးကွာအေးဒီမှာဆိုကရေးတီးပြိုင်ပွဲဆိုတာကြားဘူးလားကြားဘူးနော်ဆိုကရေးတီးတဲ့မျိုးကြားဘူးလားကြားဘူးလို့ရှိတယ်သူပြောတယ်ရှိတယ်ဟာရှိတယ်လို့လည်းသိတယ်ဒီမှာဦးလေးကျွန်တော်တခုတော့မေးပါဦးမယ်မေးပါဗျာအဲ့ဒီဆိုကရည်ဒီပြိုင်ပွဲမှာပထမဦးဆုံးပြိုင်ပွဲရဲ့ပထမဆူရသွားတယ်လို့ဦးလေးသိလားအဲ့ဒါကွာမင်းကလေဘယ်သူဆိုလဲကွာနေပါဟိုကလေအလေဟိုကလေညအိုဒီမင်းကြီးဥစားဘာကလေးဒီဘာကလေးအော်ဟိုအကော်ဒီအောင်ကြောနေထဲမှာမပါဘူးဦးလေးရဲ့အော်ဝါဖူကလေးတက်အောင်ကိုကလေးတောင်ဒိုင်ထဲမှာပါတာဦးလေးရဲ့ကဲတော်ပါဦးလေးရဲ့ရှောက်ပြီးလေဖောမနေပါနဲ့မသိဘူးပေါ့ဟုတ်တယ်မလား